一ချိန်သုံးချိန်မြောက်အောင်ဝေယယတနာတရားယတနာသနာယတနာယတနာမြတ်ကောင်းပါတို့ချစ်ခံမစား၍လမ်းပြတော်မူခဲ့ဝါရဲ့လမ်းကြောင်းကိုစနစ်တကျပေါ်ပြခဲ့အမောင်တွေကလူသားကိုအလင်းစီခေါ်ဆောင်ဗုဒ္ဓဘုရားရဲ့တရားနဲ့စိတ်နှလုံးပြောင်းလဲမေတ္တာကိုအခြေခံပြီးစိတ်ကောင်းတွေရှင်သန်လူတိုင်းရဲ့ရောမှုနဲ့ဘဝဟာလာတယ်ပရာဟိတစိတ်ဖြင့်လူသားအဖြစ်အတိတ်ပဲဖြစ်လာတယ်ကိုကျင်တရားတိုးတက်ပညာလည်းမြင့်တဲ့အစင်စင်လေးချင်းကလမ်းမှန်ကိုရောက်တယ်မဖို့နိဗ္ဗာန်ထိတိုင်းဥတီခိုင်းရှိဘုရားရဲ့တရားလမ်းမှာအဆုံးထိလင်းလာမိမိကိုယ်ကိုတည်ပြီးစိတ်ကိုပြုပြင်တယ်လောကီလောကုတ္တရာနှမျိုးလုံးနားလေတယ်သင်ကြားပေးသောလမ်းမှာတဆင်ချင်းတလမ်းနိဗ္ဗာန်အေးချမ်းမှုကိုရင်ထဲမှာခံစားနိဗ္ဗာန်အေးချမ်းမှုကိုရင်ထဲမှာခံစားနိဗ္ဗာန်အေးချမ်းမှုကိုရင်ထဲမှာခံစားမေတ္တာနဲ့ပညာပေါင်းစပ်ဘဝကိုတောက်ပါစေဗုဒ္ဓရဲ့အဆုံးအမကလမ်းမှန်ကိုပေးလူသားတိုင်းတွေ့အေးချမ်းရာရောက်ရာတရားတော်ရဲ့အလင်းမှာစိတ်လိုမြောင်လာကိုကျင်တရားတော်တဲ့ပညာလေး